ရောက်နေငါပဲကွာငါဗါတဲ့ကျွဲပရင်ဆိုပြီးငါ့ကိုပြောနေကြတာပြောပြအောင်ငါကျွဲပရင်နဲ့ကိစ္စတွေပတ်သက်ပြီးငါပြောပြအောင်ငါတို့ငယ်ငါတို့ရောက်မှာကွာဟောလေအဲ့လူကလေဓာတ်နဲ့ပတ်သက်ရင်ဆရာကြီးပဲဟောဘယ်သူတော့ဆိုတော့ဓာတ်သိမ့်နေဟောပြောလူကြည့်လိုက်လို့ရောက်ဓာတ်သိမ့်ဆိုပြီးတော့ဓာတ်ခုတ်တဲ့ကျွမ်းလာလားဓာတ်ထိုးကြောင့်ကိုလန့်နေရကြည့်လိုက်လို့ရှိရင်လည်းအမေအဲ့လူကမျက်နာတွေရောခေါင်းတွေရောမှမေးဓာတ်တရားနဲ့ကြီးပဲအဲ့လူကလို့ဘလို့ဓာတ်သိမ်းဆိုတာဘလို့နာမည်ရအောင်ဟောဘူးတဲ့သူကဓာတ်သိမ်းဆိုတာတဲ့သူကြည့်ပဲဓာတ်နဲ့ခုတ်ခံလို့ဓာတ်သိမ်းလို့ခေါ်တာအခုလေကျွဲပရင်ကိုခေါ်နေကြတာကိုလည်းသူလိုပဲဓာတ်သိမ်းလိုပဲဒဏ်ရာတွေနဲ့ကြီးပဲကျွဲပရင်ပြည့်နေတာသိရမလားအရှုံးကြီးပဲနိုင်တာကိုမရှိဘူးကျွဲပြီဆိုရင်နာမည်မရှိဘူးနာမည်ကြီးလို့အထင်မကြီးတဲ့ကျွဲနဲ့ပတ်သက်ပြီးရှုံးခဲ့တဲ့နေမှာကျွဲပရင်နိုင်တာတခုမှမပါဘူးအရှုံးကြီးပဲကေပေးတဲ့ဝင်ပေးတဲ့တပြားမှကိုမရှိဘူးခင်ဗျားတို့နိုင်လွှဲပေးလေကြအောင်နော်ပြောင်းနေရောက်နိုင်နေတော့မထုတ်ဘဲနဲ့အကုန်ပြောင်းသွားတော့မှဒီလိုမှသိကွာငါထုတ်ထားလိုက်ပါတယ်ဆိုပြီးတော့မင်းနောင်နာရတဲ့ဖွဲ့ရမင်းသက်ကိုရှိသေးတာသိလားရဘာမှစိုးတယ်မလို့စင်ကြီးလို့အိမ်မယ်လို့ကြံနေညနေပတ်စံလန့်ချီတယ်ကောင်မင်းသက်ကိုရှိတာဗျကေပေးရှိသေးလားအေးအောင်နေငါပြောပြောင်းမင်းငါတို့စလောဆော့တဲ့ကောင်ကြီးရဲ့စားလားဘယ်တော့ပြင်းလဲမပြင်းလဲဆိုတော့ငါပြောပြအောင်ငါတို့ရှုံးမသိတယ်ငါတို့ကရောက်ပေးရမှန်သိသိနေကိုငါတို့ကောင်တွေကစော့နေကောင်တွေအဲ့မဲ့ငါတို့ကစားရှိရှိနေကိုစော့တာရှင်းလားအဲ့တိုင်းနေပြောလိုက်ငါတို့ရောက်စလော့တကယ်ထိုးတဲ့ကောင်တွေကမင်းတို့တိုင်းတော့ကပြင်းတော့ပြင်းနေရလို့ငါတို့ကကိုအောင်ဆော့နေရှင်းလားမင်းတို့ချမ်းသာမချမ်းသာမင်းတို့ပိုင်အားတော့ကောင်းနေဆောက်ယူမဆိုင်တာရှင်းလားငါတို့ပေးစမ်းမှုပြင်းနေကိုငါတို့စော့နာတယ်မင်းတို့သိဖို့ပြောတာမင်းတို့ကတော့ဆောက်ယူမဆိုင်တာလို့ရှင်းလားမင်းတို့ချင်းနေကောင်းရင်လည်းမင်းငါလည်းဟောကေပြီးတော့လွှဲပေးကြအောင်ကိုတော့တိတ်တာတွေပဲပါမလို့ကုသိုလ်ကောင်းမှုတွေပဲပါပြောင်းလေအလုပ်ထဲမှာသူများတွေလှုပ်ခိုင်းပြီးတော့ရောကိုကြတော့ကုန်းဝယ်သွားမှလို့အိမ်သာတက်တာလို့နဲ့မင်းကြောင်ကြသွားပြီးတော့မင်းကျွဲဖမ်းနေဖွဲ့လေအဲ့လိုပဲဝက်ရှော့ဟွာဒီမှာလဲတဲ့ဝက်ရှော့ဆရာတွေကတပည့်တွေကိုခိုင်းပြီးတော့သူတို့ကြတော့အရေးကောင်းတဲ့အပင်ရောက်တမာပင်ရောက်သွားပြီးတော့ကျွဲစောနေတဲ့လူတွေရှိတယ်ဗျာသိလားမင်းအဲ့ဒီကျွဲနိုင်ဂါထာလေးပါလိတော့လိုးနေပြီလို့ထင်နေရနော်